ငယ်ချင်းအားလုံးမင်္ဂလာပါ။ဘာကြီးဆို 3D channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။မိတ်ဆွေများကို22ကြိမ်အတွက်မင်္ဂလာကနန်းပွဲဥတော်ကနန်းလေးပေါ့ရနော်။ပြပါမယ်။မိတ်ဆွေအားလုံးကကောင်းကြပါစေ။ကဲဖရိန်လေးအရင်စတင်လိုက်အောင်နော်။သူကဒီကနေ့22ကြိမ်ရထွက်သွားတဲ့145ရဲ့အဆက်လို့ပဲပြောလို့ရမှာနော်။ဒီဖရိန်လေးကိုမိတ်ဆွေများလည်းမှတ်တော့မှတ်မိလိမ့်မယ်ထင်ပါတယ်။84ခုနှစ်မှာခွန်30ဆိုတာရှိတယ်နော်အဲဒီခွန်30ကနေပြီးတော့2နှစ်ကျော်နော်ရှေ့ကို2နှစ်ကျော်လိုက်ရင်အဲ့ဒီမှာခွန်33ညာဆိုပြီးတော့ရှိတယ်နော်ဟုတ်ပြီနော်အဲ့ဒီအပေါ်ခွန်30ကနေပြီးတော့နောက်ကို9နှစ်ချမယ်1 2 3 4 5 6ခွန်8 9နှစ်ချမယ်10နှစ်မြောက်ထဲမှာ986ဆိုတဲ့ကဏ္ဍရှိတယ်အဲ့ဒီ986ပဲဒီဇောင်းမှာ938ဆိုတာရှိတယ်နော်အဲ့ဒီ938ဟာဘယ်မှာလာထွက်လဲဆိုရင်ဟောဒီခွန်30ရဲ့1 2 3 4 5 6ရဲ့အောက်မှာနော်ဘင်ကိုင်းနော်890ဆိုပြီးလာထွက်တယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီကနေဇောင်းတက်မယ်1 2 3 4 5ခွဲမြောက်မှာ939ခွန်အဲ့ဒီ939ခွန်အဲ့ဒီနှစ်ထဲမှာပြန်ကြ39ခွန်နော်ဘယ်နေရာမှာပြန်ကြသွားရိုက်တယ်လဲဆိုရင်ဟောဒီကျွန်တော်တို့ခုန2နှစ်ကျော်ထောက်ခဲ့တဲ့ခွန်30ရဲ့တစ်နှစ်ကျော်မှာ39ခွန်ဆိုပြီးတော့ပြန်ကြအနေနဲ့ထွက်ပြီးထားတယ်နော်တခါအဲ့ဒီခွန်30နဲ့ဒီ39ခွန်ရဲ့ဂျားတွေကခွန်44ဆိုတာလည်းပြန်ကြပဲနော်ခွန်44 4ခွန်4ကနေပြီးတော့ခွန်44ဆိုပြန်ကြဖြစ်ထားတယ်အဲ့ဒီဖြစ်စဉ်လေးနော်မိတ်ဆွေတို့တခါသူ့ရဲ့နောက်ကိုဆက်ထောက်လိုက်ရင်နောက်ဖရိန်ပြည့်စုံသွားအောင်ပေါ့ဗျာနောက်ကိုအောက်ခွန်30ကနေပြီးတော့1 2 3 4 5 6ခွန်8 9 10နော်အဲ့10နှစ်ကျော်မှာဟောဒီ100ဆိုတဲ့ကဏ္ဍရှိပါတယ်အဲ့100ရဲ့အောက်တပင်ကျော်မှာ2 5ခွန်ဟုတ်ပြီနော်အဲ့ဒါဖရိန်တဲလို့တော့ပြီးသွားပြီပေါ့ဗျာနော်ဒီဘက်ကိုခက်ကြည့်လိုက်မယ်ကျွန်တော်တို့18ခုနှစ်မှာ3ခွန်3ရဲ့နောက်ကို9နှစ်ချမယ်1 2 3 4 5 6ခွန်8 9နှစ်ချမယ်10နှစ်မြောက်ထဲမှာ685ဆိုတာရှိပါတယ်685ရဲ့ဇောင်းမှာ859 859အဲ့ဒီ859ဘယ်မှာလာထွက်လဲဆိုရင်ဟောဒီ3ခွန်3ရဲ့ဟောဒီရှိ1 2 3 4 5 6ရဲ့အောက်မှာ989 998ဆိုပြီးလာထွက်တယ်ဟိုဘက်နဲ့အတူတူပဲနော်မိတ်ဆွေနောက်တစ်ခါခုနဒီဇောင်းကိုတက်မယ်နော်1 2 3 4 5ခွဲမြောက်က919နော်919ဟာအဲ့ဒီနှစ်ထဲမှာပြန်ကြဖြစ်951ဘယ်နေရာမှာပြန်ကြဖြစ်လဲဆိုရင်သူ့ရဲ့တပင်ကျော်မှာ303ခွန်ဆိုတာရှိတယ်အဲ့303ခွန်ရဲ့ဒီတပင်ကျော်မှာပြန်ကြနေနေထွက်တယ်နော်အဲ့နှစ်ခုရဲ့ဂျားတွေကဟောဒီ136ကလည်းပြန်ကြပြီဗျမိတ်ဆွေများနည်းနည်းရှုပ်သွားလားမသိဘူးဗျနော်ကလင်နာလေးတရွက်နဲ့တခြားထောက်ကြည့်ရင်တော့သိမှာပါဒီ303ခွန်ကနေပြီးတော့နောက်ကို1 2 3 4 5 6ခွန်8 9 1 2 3 4 5 6ခွန်8 9 10ဟောဒီမှာကျွန်တော်တို့100ဆိုတဲ့ကဏ္ဍရှိတယ်100ရဲ့အောက်တပင်ကျော်မှာခွန်9နှစ်ဆိုတဲ့ကဏ္ဍရှိပါတယ်နော်မိတ်ဆွေတို့နော်ခွန်9နှစ်ဆိုတဲ့ကဏ္ဍရှိတယ်နော်မိတ်ဆွေတို့ကျွန်တော်ထောက်တာလေးတွေနည်းနည်းလွဲရင်တော့ခွန်လုပ်ပေးပါဖရင်ကတော့မှန်ပါကျွန်တော်တင်းနှစ်သုံးလေးရေးတာလေးမြန်လွဲသွားသလားလို့ဗျာတော့ပြန်တော့မထောက်တော့ဘူးနော်တခါအဲ့နှစ်ခုကြားရဲ့136ကလည်းပြန်ကြဟုတ်ပြီနော်အဲ့ဒီဟောဒီ951ပြန်ကြရဲ့တစ်နှစ်ကျော်မှာဟောဒီမှာဘာပေးထားတော့9ပရိတ်ကစောင်းမှာ145ဆိုတာပြီးခဲ့တဲ့အချိန်ကဝင်သွားခဲ့ပြီဗျာနော်ဒီဘက်မှာဘယ်လိုဝင်ခဲ့တော့ကြည့်လိုက်မယ်နော်ခွန်30 39ခွန်ရဲ့တစ်နှစ်ကျော်မှာ9ပရိတ်ကစောင်းမှာ232ဆိုတာဝင်ထားတယ်အဲ့ဒါ145ဖြစ်စဉ်နဲ့အတူတူပဲဗျာနော်ကျွန်တော်ဒီ232ပဲရလာတယ်လေဆိုရင်ကျွန်တော်တို့ဟောဒီခွန်30ရဲ့နောက်ကိုတစ်နှစ်ကျော်အဲ့ဒီမှာ223ဆိုတာရှိတယ်အဲ့ဒီကနေလာတာပါတခါအဲ့ဒီ223ပဲရလာတယ်လေဆိုတာအဲ့ဒါအရေးကြီးပါတယ်
သူ့ရဲ့ကဲ့ရဲ့နှစ်ကလာတာပါဒီမှာပါ302နော်ဟုတ်ပြီသူကဘယ်နေရာမှာရှိရမယ်ကဏ္ဍလဲဆိုရင်သူ့အပေါ်မှာရှိတဲ့632ဟာဒီကဲ့ရဲ့နှစ်က632ဆိုတက်ရိုက်ပြီအဲ့ဒီအောက်ကကဏ္ဍအောက်မှာကိုယ်ရိတ်ခံထားတယ်အဲ့ဒီကြားရကဏ္ဍဒီ302ဟာဒီကဲ့ရဲ့နှစ်ထဲကို223ဆိုပို့တခါသူကနေပြီးတော့ဟောဒီပြန်ကြရဲ့တစ်နှစ်ကျော်ပြန်ကြ309ခွန်ရဲ့တစ်နှစ်ကျော်5ပရိကေဆောင်းမှာ232ဆိုပြီးပြတာဟုတ်ပြီနော်ကဲဒီဘက်ကိုပြန်ကြည့်မယ်ညာဟောဒီဟိုဘက်မှာ939ခွန်ဒီဘက်မှာ951နော်951ရဲ့တစ်နှစ်ကျော်နော်5ပရိကေဆောင်းမှာ145နော်ဟောဒီ145ဘယ်လာတယ်လဲဆိုရင်ဟိုဘက်မှာလို့ပဲကြည့်မယ်ကျွန်တော်တို့ဟောဒီ303ခွန်ရဲ့တစ်နှစ်ကျော်လာပါတယ်နောက်တစ်နှစ်ကျော်ပါဟောဒီမှာ941ဆိုတာအဲ့ကဏ္ဍတက်ရိုက်တာပါဟုတ်ပြီနော်သူကဘယ်လိုကဏ္ဍလဲဆိုရင်သူ့ရဲ့ကဲ့ရဲ့နှစ်ထဲလာထားတဲ့ကဏ္ဍဖြစ်ရမယ်ဟောဒီမှာ415နော်သူကဘယ်လိုနေရာကဏ္ဍလဲဆိုရင်သူ့အပေါ်မှာရှိတဲ့915ကိုကြည့်လိုက်အဲ့ဒီ915ဟာရှင်းနှစ်ကလာထားတဲ့ကဏ္ဍဗျနော်ဒီမှာ919ဟာ915လို့ရိုက်အဲ့ဒီအောက်ကရှိတဲ့415ဟာကဲ့ရဲ့နှစ်ထဲကိုပို့တာအောက်က9ပရိတ်ခံထားတယ်နော်မရှိလို့အဲ့415ဟောဒီကဲ့ရဲ့နှစ်ထဲမှာအောက်ဆုံးပါဗျနော်အဲ့မှာပို့တယ်ဒီကနေပြီးမှဒီပြန်ကြ951ရဲ့တစ်နှစ်ကျော်5ပရိတ်ကစောင်းမှာ145ဆိုပြီးပေးသွားတာကျွန်တော်တို့အခုအဲ့ဒီကောင်ရဲ့အောက်မှာဆက်လိုက်မယ်ကဏ္ဍကိုဖမ်းပါနော်ကဲဒီဘက်မှာဘယ်လိုကဏ္ဍလိုက်ထားတယ်လဲဆိုတာကြည့်လိုက်မယ်နော်ဟော239နေဘယ်လိုလာလဲဆိုတာကျွန်တော်ပြခဲ့ပြီနော်အဲ့ဒီကဏ္ဍရဲ့5ပရိတ်ကစောင်းမှာ239နေအဲ့ဒီအောက်ကလိုက်တဲ့နှစ်ရှင်ကဘယ်ရလာတယ်လဲနော်ဘယ်ရလာတယ်လဲဆိုရင်ကျွန်တော်တို့နောက်ကိုတစ်နှစ်ကျော်အဲ့ဒီတစ်နှစ်ကျော်နှစ်ထဲမှာဟောဒီမှာ38ခွန်ဆိုတဲ့ကဏ္ဍရှိတယ်အဲ့ဒီ38ခွန်ရဲ့အောက်ကကတ်နေတဲ့ကဏ္ဍကလာတာပါဟုတ်ပြီနော်မိတ်ဆွေတို့ဒီကဏ္ဍလေးကရေးကြည့်ပါတယ်နော်ဒီကဏ္ဍကိုဖမ်းထားတာဖြစ်တဲ့အတွက်တခါသူ့ရဲ့ဇောင်းကဟောဒီ4ခွန်4ဆိုတဲ့ကဏ္ဍဟာတစ်နှစ်ကျော်မှာပြန်ထွက်4ခွန်4ပဲနော်ပြန်ထွက်တယ်နော်ဟုတ်ပြီတခါဒီဘက်မှာကျွန်တော်တို့145ဖြစ်စဉ်လာထားပြီးတဲ့နောက်ဟောဒီအောက်မှာကတ်လိုက်ရမယ်ကဏ္ဍဟာဟောဒီတစ်နှစ်ကျော်ဒီထဲမှာဟောဒီမှာ8ခွန်3ကဏ္ဍတူနော်မိတ်ဆွေတို့ကျွန်တော်ဖမ်းထားတာပါ8ခွန်3ရဲ့အောက်ကကတ်နေတဲ့ဟောဒီ939ခွန်ဆိုတဲ့ကဏ္ဍဟာ145အောင်မှာကတ်လိုက်ပေးရမယ်သူ့ရဲ့ဇောင်းမှာရှိတဲ့86ခွန်ဟောဒီ86ခွန်ဆိုတဲ့ကဏ္ဍဟာဟောဒီတစ်နှစ်ကျော်မှာပြန်ထွက်ခဲ့ပြီဗျနော်သူပရိနေကအဆက်ဆက်အားလုံးရှိပါတယ်နော်ဒီမှာ86ခွန်ဆိုတာထွက်ခဲ့ပြီအဲ့ဒီကဏ္ဍဟောဒီ8ခွန်3ရဲ့အောက်ကဟောဒီကဏ္ဍထောက်ထားတဲ့ကဏ္ဍ939ခွန်ဟာဟောဒီ145ရဲ့အောက်မှာကတ်လိုက်ပေးရမယ်939ခွန်အားပေါ့ဗျနော်ကျွန်တော်နီးကံမှာအထိုင်လေးပါလေးရရင်တော့ကျွန်တော်ဟို short အနေနဲ့ထပ်ပြီးတင်ပေးပါမယ်နော်မိတ်ဆွေတို့ဒီကဏ္ဍလေးကကျွန်တော်တို့မွေးကဏ္ဍလေးဖြစ်နေဗျနော်ကျွန်တော်တင်ပေးထားခဲ့တဲ့မွေးကဏ္ဍလေးထဲမှာဒီကောင်ပါပါတယ်ဒီကောင်ဟာအခု22ကြိမ်မှလာမယ်ကဏ္ဍမှာနော်မိတ်ဆွေတို့ကျွန်တော်ကဒီလိုထောက်ထားလေးတွေကကြိုတင်ပြီးတော့ရှာဖွေစုဆောင်းထားခြင်းဖြစ်ပါတယ်နော်အချိန်ကကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့22ကြိမ်အတွက်ပိုးယူတဲ့မင်္ဂလာကဏ္ဍ939ခွန်ပါဗျာနော်22ကြိမ်မှာ939ခွန်145ရဲ့အောက်မှာကတ်လိုက်ရမှာပါဗျာကဲမိတ်ဆွေများအားလုံး939ခွန်နဲ့အောင်မြင်ကြပါစေဗျာကျွန်တော်ရဲ့ channel ကိုလည်း like လေး subscribe လေးလုပ်ပြီးသွားကြပါ comment လေးတွေလည်းရေးပေးသွားကြပါနော်မိမိတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုနောက်တစ်ခါမိတ်ဆွေတို့ရဲ့မိတ်ဆွေများကိုကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်း channel ကိုကျွန်တော်တို့သိအောင်လို့ထပ်ဆင့်မျှဝေပေးကြပါလို့တောင်းဆိုချင်ပါတယ်နော်ကဲအားလုံးအောင်မြင်ကြပါစေဗျာ